အားလုံးပဲမင်္ဂလာပါရှင်။မေရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။မေဒီနေ့ဖတ်ပြပေးသွားမှာကတော့စာရေးဆရာကြီးမောင်သိန်းစာရေးသားထားတဲ့ပကံမြို့သူဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ရှင်။ဒီစာအုပ်လေးကိုဖတ်ခွင့်ပေးဖို့ဆရာကြီးမောင်သိန်းဆိုင်ကိုလေးစားစွာခွင့်ပန်ကြားအပ်ပါတယ်ရှင်။အားလုံးပဲနားဆင်ပေးကြပါအောင်ရှင်။အတိုင်းလေးညသည်ချမ်းမြေပွဲကောင်းလာသည်ညင်ညင်သာသာတိုက်ခတ်လာသောလေတွင်တမရနံ့တင်နေသည်တမဝင်ကလေးများဖွဲဖွဲဆွေဆွေကြလာသည်ကိုမြင်ရသည်လာဝန်းသည်ပေပင်ထိပ်ပြားမှချိတ်တွယ်နေသည်လာအယောင်ကမြေပြင်ပေါ်မှပျောက်တိပျောက်ကြားကျဆင်းနေသည်ထနှောင်းလက်ထနှောင်းရွက်နှင့်ထနှောင်းပင်အကိုင်းအလက်များမှာပင်ကူတို့အိမ်ရက်ထားသည်ပင်ကူချီမြင်အတန်းတို့ကလာဝန်းကိုပင်တိုင်းရှက်ထားသည်တို့ဖြစ်သည်ထမ်းပလက်အဖျားမှရှိသောစာဝတီတိုက်သည်လေးတိုက်ရာသို့လှုပ်ရမ်းနေသည်ခင်စောမူသည်အိမ်ရှိမြေကွက်လက်တွင်ဘလက်ကလထိုင်တစ်လုံးဖြင့်ထိုင်နေသည်ပေပင်စွန်းမလာဝင်းကိုငေးကြည့်နေမိသည်တမန်နဲ့တင်းသောလေကိုလည်းအာဘတရရှိုက်သွင်းနေမိသည်နေလေကသွားဟဲလာဟဲနှင့်ပင်ပန်းနွမ်းနေသည်မြမှာယခုအခါလင်းပြောက်လျက်လန်းလန်းဆန်းဆန်းရှိလာသည်ဟုစိတ်ကထင်သည်ပူလောင်ပြင်းပြသောနေရောင်အောက်မှလှုပ်ရှားသွားလာခဲ့ရသဖြင့်မျက်နှာမှာဆက်ဖြင်းဖြင်းဖြစ်နေသည်ထိုနေရာကိုလေအေးအေးပုတ်တိုက်ကြည့်စေခြင်းခံရသောအခါအရသာတစ်မျိုးရှိသည်ဟုထင်ရသည်ဤဒီမှာအညာ၏အရသာဟု၍လည်းစိတ်ကအမတ်ထားမိသည်ကောင်းကင်ပြင်မှာတိမ်ကင်းစင်နေသည်ဖြစ်၍လာအယောင်သည်ကြီးကြီးလင်းလင်းထွန်းပနေသည်ဖျားပထုံးကူချောင်းတို့ဖြင့်ပြည့်နှက်နေသောပကံမျိုးဟောင်းသည်အိမ်မောချသည့်အတွင်ဖြင့်တိတ်ဆိတ်နေသည်ငြိမ်သက်နေသည်လေအဝိဝဲညိုးညိုးညံ့ညံ့မိလာသောဆဲလဲတန်ကချမ်းမြေစပွဲကောင်းပါပြီခင်စောမှုသည်မျက်စိအစုံကိုမှိတ်မိတ်ထားလိုက်သည်ထိုအခါဆဲလဲတန်သာသည်ပုံမိုးကြေလောင်လာသည်လားစိတ်မှထင်မိသည်ပုံမိုးပြီးလွမ်းဆွဖွယ်ကောင်းလာသည်ဟုတွေးမိသည်မိမိအနီးအပါမှအတန်တန်ပေါ်ထွက်လာသည်ဖြင့်ခင်စောမှုသည်မျက်စိကိုဖွင့်၍ကြည့်လိုက်သည်ဒေါ်စောမြင့်ကိုတွေ့လိုက်ရပါသည်ငုအတွက်လိမ္မော်ရီလာဖို့တာပါရှိခင်းမပြောခင်တောက်လိုက်ပါဦးဒေါ်စောမြင့်ကဆိုသည်လိမ္မော်ရီခွက်ကိုချိန်ဖြစ်ရက်လောက်ထားသောစပွဲပေါ်သို့တင်လိုက်သည်ထို့နောက်ဒေါ်စောမြင့်လှည့်ထွက်သွားရာခင်စောမူကတားဆီးမိသည်တော်မြင့်ခဏဒေါ်စောမြင့်ကခင်စောမူကိုလှည့်ကြည့်သည်နေပါဦးတော်မြင့်မူမတော်မြင့်ကိုမေးစရာတွေတပုံကြီးရှိသေးတယ်ဒေါ်စောမြင့်ကနားရောင်ဖြင့်ညင်သာနေသောခင်စောမူ၏မျက်နှာကိုပုံမိုစူးဆိုင်စွာကြည့်လျက်ပြန်လည်မေးခွန်းထုတ်လိုက်လေသည်ဘာလဲမမတော်မြင့်ကိုမေးစရာရှိတယ်ဆိုတာကမမောင်ကြီးအကြောင်းနဲ့ဒေါ်စောလက်အကြောင်းတွေပဲမဟုတ်လားခင်စောမူခေါင်းငယ်ပြလိုက်သည်ဟုတ်တယ်တော်မြင့်ငူအဲ့ဟာတွေကိုတိတိကျကျသိချင်နေကြနနကြားချင်နေငူကိုပြောပြမယ်မဟုတ်လားဒေါ်စောမြင့်ကခင်စောမူကိုခေါင်းငယ်၍ပြလိုက်ပါသည်ထို့နောက်ဒေါ်စောမြင့်သည်ခင်စောမူ၏အနီးပါးမှရှိသောကလတ်ထိုင်လွတ်တလုံးပေါ်သို့ဝင်ထိုင်သည်ခင်စောမူလိမ္မော်ရီခွက်ကိုကောက်ယူသည်တောက်ကမတောက်သည်ဖန်ခွက်ကိုကင်ထားရင်ဒေါ်စောမြင့်ပြောလာမည်စကားကိုစိတ်ဆောစွာနားဆွင့်နေမိသည်မူဆပေးတာနဲ့တော်မြင့်လဲဒီအကြောင်းတွေကိုပြန်ပြီးတွေးလာမိတယ်ဒေါ်စောလက်နဲ့မမောင်ကြီးအကြောင်းကိုပြန်ပြီးအမက်ရခြင်းစရာဖြစ်လာရတာပေါ့ဟိုတုန်းကမိလျော့ဖြစ်ခဲ့သမျှအကြောင်းတွေဟာအခုအုံနောက်ထဲမှာအစီအီပြန်ပေါ်လာတယ်ဒေါ်စောမြင့်ကညီတံပြိုသည်ကိုမမောင်ကြီးဒေါ်စောလက်တို့စတင်တွေ့ဆုံသည်မှာအာနန္ဒာဖျားပွဲသို့မဟုတ်ခြေခွဲစွန့်ခြင်းပွဲအဖြစ်အပျက်ကိုအာနန္ဒာဖျားပွဲမှာအစပြုခဲ့သည်ဆိုရပေလိမ့်မည်ဟုဒေါ်စောမြင့်ကပြောပါသည်စေဒီနှင့်တစောင်းဆယ်ချောင်းနှင့်စပယ်နဲ့ရွှေပေါက်ကံပြည်တဲ့ကျောမှာပေါ်ကျင်တိုင်းပေါ်တဲ့ဖြင့်ဝါပြောတဲ့သာသနာခေါလောင်းတဲ့ညံမဆေးရည်နဲ့ဗ
ကံပွဲတာလွန်းလို့လာသူလာသွားသူသာလေတွင်သားပြည်တော်သားအသေးသားမင်းမှုထံတစိတ်ဝမ်းတလက်ညီပြည်ရေးကိုပြိုင်သူချီကြတော့ပြည်တော်မြစ်ပဲ့တင်တန်းဘဝတ်တိုင်းပြင်ပါရော့အာနန္ဒာဖျားပွဲကရှေးခေတ်ပကံပြီးကောင်းစားစဉ်ကကဲ့သို့စစ်ပြေမကြစီကားတိုက်ငိတ်လှသည်တော့မဟုတ်တို့ရာတွင်ထိုနှစ်ကဒီနေ့တဝိုက်တွင်ကျင်းပသောဖျားပွဲများအနက်ကျော်စမတ်တွင်လောက်အောင်စီကားခဲ့သည်ကအမှန်ပင်ပွဲစည်းထဲမှာအာနန္ဒာဖျားပရဝုံမအစပြု၍တရပါတကားတကိုနှင့်မဟာဘောဓိတခြားအထိတွေ့တန်းနေပေသည်ဈေးဆိုင်တန်းတွင်ပစ္စည်းပစ္စယစုံလင်သည်ပေပြောင်နှမ်းဝါစသည်တို့ပေါ်ဥစကာလဖြစ်၍လေလူတိုင်းတွင်ပင်ငွေရွှင်နေပုံရသည်ဈေးလာဝယ်ချမ်းသူအစားအသောက်စားတော့သူစသည်ဖြင့်လူတွေချိတ်ချိတ်တိုးနေသည်ပြည့်သိပ်ကြံနေသည်လူပေါင်းစုံအတန်းစားပေါင်းစုံပင်ဖြစ်တော်သည်ရှင်းပွဲတော်ဝဲမမောင်ကြီးနှင့်မစောလက်တို့တွေ့ရှိကြသည်ထိုနေ့ကအာနန္ဒာဖျားပွဲတော်အတွက်မန္တလေးမြို့မှနမဲကြီးအငိတ်ကိုငှားရန်ခဲ့သည်ရဲအငိတ်ပွဲဝဲ၎င်းတို့တွေ့ကြခြင်းဖြစ်သည်ပွဲကြီးကြစဉ်တွင်မစောလက်နှင့်မမောင်ကြီးတို့၏နေရာများမှာနီးကပ်သည်ဖျားတစ်ဆက်သေးဖြစ်နေသည်စတင်တွေ့ရှိစဉ်ကမမောင်ကြီးသည်၎င်းမစောလက်သည်၎င်းတယောက်ကိုတယောက်မတိကြစင်စစ်တွင်လည်းတယောက်ကိုတယောက်တီကျွမ်းရင်းနှီးရန်အကြောင်းမရှိပါကြီးမမောင်ကြီးသည်မန္တလေးသားဖြစ်သည်မင်းဆွေမင်းမျိုးတွေကဖြစ်သည်မစောလက်ကပကံသူမမောင်ကြီးပကံတို့ဖျားဘူးရောက်လာခဲ့ခြင်းဖြစ်သည်အဖော်အပေါင်းတွေနှင့်ဖြစ်သည်အဖော်ကောင်း၏ပွဲကြီးဖြစ်ခဲ့သည်မစောလက်နှင့်မမျော်လင့်ပဲဖျားတစ်ဆက်သေးကြကတွေ့ဆုံခဲ့ရခြင်းဖြစ်လေသည်ရင်ပွဲမှာမျက်စိချင်းစုံမိကြသည်အပြုံးချင်းဖလှယ်မိကြသည်တို့ဖြင့်နောက်နေ့များတွင်မမောင်ကြီးသည်မစောလက်ကိုပကံအနှံ့လိုက်ရှာသည်တို့ရာတွင်မစောလက်အားအလွယ်နှင့်မတွေ့ခဲ့လက်မိုင်းချရမတတ်ပင်ဖြစ်ခဲ့သည်တွေ့မိတွေ့တော့လေအလွယ်တကူပင်ဖြစ်ပါသည်ညာဦးစေးမှာဖြစ်သည်မမောင်ကြီးသည်မိတ်ဆွေတင်ကဟာများအကူအညီဖြင့်မစောလက်နှင့်တီကျွမ်းအောင်ကြိုးစားသည်မစောလက်၏မိဘများနှင့်ရှင်းနီးအောင်ဆွမ်းဆောင်သည်မမောင်ကြီး၏မြို့ရုပ်ကုံလူကိုယ်တိုင်၏လိမ္မာရင်ကျေးခြင်းစသည်တို့ကြောင့်မစောလက်၏မိဘများကအစာပိုင်းတွင်ညားစွာနှိမ့်ချိုက်ခဲ့သည်အင်ကိုအဝင်အထွက်ပြုရာ၌လက်ခံသည်မစောလက်နှင့်သဘောတူညာချစ်နေကြသည်ကိုလည်းရိတ်စားမိကြဟန်တူသည်တို့ရာတွင်အခက်အကွက်အတားအဆီးမရှိရင်အချိန်ထိမမောင်ကြီးနှင့်မစောလက်တို့ကြားចេတနာမဝင်ခဲ့မမောင်ကြီးသည်မစောလက်ကိုလက်ထက်လိုကြောင်းအကြီးအသာခွင်တောက်သည်လူကြီးဆောင်ရာနှင့်ကြောင်းလန်းလိုကြောင်းပြောသည်မစောလက်မိဘများ၏ခွင့်ပြုမှုကိုရသည်တို့နှင့်မမောင်ကြီးသည်မန္တလေးမြို့သို့ပြန်ခဲ့လေသည်မမောင်ကြီးသည်၎င်း၏မိဘများကိုမိမိလက်ထက်လိုကြောင်းမိမိအားမိတ်ကလေးတဦးနှင့်လက်တက်ခွင့်ပြုစေလိုကြောင်းခွင့်တောင်းရပြန်သည်မိဘတို့ကမမောင်ကြီးလက်ထက်မြည်သူ၏အမျိုးအနွယ်အချင်းစာရိတ္တစသည်တို့ကိုစုံစမ်းရ၌ပကံဆက်များဖြစ်ကြောင်းသိရလေသည်ဒီတွင်ထိုများရဲ့သားကိုဖျက်ကျွန်းနေနဲ့ဘယ်တော့မှပေးစားနိုင်မှုဟုဆိုခဲ့သည်ဤဒီမှာအခက်ခဲဤအစာပင်ဖြစ်သည်ပြဒနာဤအတိကပင်ဖြစ်သည်ပကံမျိုးရိုးပကံသားဆိုလေလူတကာကပင်ဖျက်ကျွန်းဟုတမုတ်လေးရှိသည်မှာမဆန်းလာတော့ပြီအယိုးဆွဲနေသောအဆွဲလန်းပင်ဖြစ်တော်သည်မမောင်ကြီးဤမိဘများကဲ့သို့သောမြင့်မြတ်သည့်ညိုယိုမှဆင်းသက်လာသည်ဟုအယူရှိသူများဖို့ရှင်စကားကိုဆိုခဲ့သည်မှာထူးလာသည်တော့မဟုတ်တို့ရာတွင်ရှင်စကားတစ်လုံးကမမောင်ကြီးနှင့်မစောလက်ဖို့မိုးကြိုးတမျှပြင်းထန်ညီဟင်းခဲ့လေသည်မမောင်ကြီးအနေနှင့်မိဘများတဲ့ခွင့်ပန်၍မြရတော့ကပကံတို့တကိုယ်တည်းပြန်လာခဲ့သည်ထိုသည်မှာမန္တလေးရှိမိဘများထံအပြန်၌မမောင်ကြီးသည်မစောလက်၏ဦးလေးတော်တယောက်အားဖျားဘူးခေါ်သွားမိသည်ရှင်းပုတ်ကိုရှိမှပင်၎င်း၏မိဘများကနင်းသည်သောစကားကိုပြောခဲ့ခြင်းဖြစ်ရာရှင်စကားသည်မစောလက်၏မိဘများနာသို့ရောက်ခဲ့လေသည်မစောလက်၏မိဘများအနေနဲ့လည်းရှမ်းပုံမိကြဖြစ်ခဲ့သည်နာကြည်ခဲ့ကြသည်
ပကံတို့မောင်မောင်ကြီးပြန်ရောက်လာပြီးနောက်မစောလက်ကိုကျုံဆုံရန်အခွင့်မရသူဤမိဘများကလည်းမောင်မောင်ကြီးကိုအိမ်သို့အလာမခံမစောလက်ကိုလည်းဆက်ဆံခြင်းမပြုရန်တားဆီးခဲ့လေသည်တင်းကျပ်စွာချုပ်ချယ်ခဲ့ပေသည်မောင်မောင်ကြီးအနေနဲ့မစောလက်အားတွေ့ခွင့်ရရင်ဤအမျိုးမျိုးဖြင့်စူးစမ်းခဲ့သည်အဖြစ်အပျက်အလုံးစုံပေါ်တွင်ကောက်ချက်ချမမားစီရန်ရှင်းလင်းတင်ပြနိုင်ခွင့်အချင်းချင်းအတန်တန်တောင်းဆိုခဲ့သည်ထိုများဖျေကျွန်တွေရဲ့သမီးနဲ့မတူဘူးမတန်ဘူးဆိုရင်ထိုသမီးနဲ့အဆက်ဆံမပြုဘဲနေပြီတော့ဟုမစောလက်ဤဖခင်ကဆိုခဲ့သည်မမောင်ကြီးဤမိဘများက၎င်းတို့ဤသားကိုမန္တလေးသို့ပြန်၍ခေါ်သည်အမျိုးနယ်တွေကမိန်းကလေးတစ်ယောက်နှင့်လက်ထပ်ပြီးရန်ကြိုးစားသည်သူညလည်းမမောင်ကြီးသည်မိဘစကားကိုပေးရှာ၍ပကံသို့ပြန်လာခဲ့သည်ရှင်အခါမှစ၍မမောင်ကြီးပကံကိုမခွာတော့၎င်းဤမိဘများကတားမိုက်ကိုအမွေဖြတ်လိုက်ကြသည်မမောင်ကြီးသည်ပကံတွင်ပင်ဖြစ်သလိုနေထိုင်သည်ထိုစဉ်ကပကံခေရင်ကျေးမှုပြန်လေဖော်ထုတ်ရန်အတွက်ကြောက်စာကုအဖွဲ့များရှေးဟောင်းရင်ကျေးမှုထိန်းသိမ်းရေးအဖွဲ့များထားရှိလာသည်ကြောက်စာကုအဖွဲ့၌မမောင်ကြီးအမှုထမ်းသည်သူသည်ကဲပါတဦးနှင့်အတူနေသည်ထိုအတွက်ပြောစမတ်တွေစရာဖြစ်နေပေသည်ရင်းတို့နေထိုင်ရေးမှမစောလက်နှင့်နီးကပ်အောင်ကြိုးစားသည်နှင့်အတန်ကြာအောင်အခွင့်မသာခဲ့တစ်ချိန်တွင်ကအခွင့်သာခဲ့ပေသည်သူသည်မစောလက်အားချင်းဆိုတွေ့ဆိုလျက်ပကံမှထွက်ပြေးနိုင်ခွင့်ကြုံခဲ့သည်ရှိနေကြောက်ရှိမိတ်ဆွေတဦးအိမ်မှရှက်အတန်ကြာအတူနေခွင့်ရခဲ့သည်သို့သောမစောလက်၏မိဘများကဥပေတမြင်ဖြင့်၎င်းတို့၏သမီးဖြစ်သူအားပြန်လည်တင်စီသွားသည်ရှင်နောက်ပိုင်းတွေကမမောင်ကြီးမှာအပြက်စီးကြီးပျက်စီးခဲ့လေသည်အရက်သေးစာတောက်စားသည်မူရစ်ရန်ကာသည်လူတွေလည်းဝေဒနာမျိုးစုံဆွဲကပ်လာသည်မျက်စိနှကွင်းပင်ကွယ်တော့မတတ်ရှိလာသည်သူတွင်အပါအသည့်မရှိတကောင်ကျွတ်တမျက်နာဖြစ်သည်၎င်းအားတစ္ဆာရှိရှိနှင့်ပြုစုဖေးကူခဲ့သည့်လူတစ်ယောက်သာရှိသည်ထိုသူမှာကဲပါကြီးဥစာအိုဖြစ်လေသည်ထို့ဖြင့်မမောင်ကြီးသည်ဝေဒနာကျွမ်းကတေအံ့မခန်းရှိလာသည်ထိုစဉ်ခိုင်၌မစောလက်နှင့်ရွှေစည်းကုန်ဖျားမှဆုံလျက်ဒီဘဝတွင်မပေါင်းရတော့လဲနာဘဝမှာပေါင်းရစီသာဟုစုပန်းကြသည်ညောင်ရီအိုးရီတောက်ကြသည်နောက်တစ်နေ့တွင်မစောလက်သည်နတ်သမီးကပါမှလျှော့ချ၍၎င်းဤကိုအဆုံးစီရင်သွားခဲ့သည်မရှိမနာမှပင်မမောင်ကြီးကစိန်ညစ်တံပြားဆ၍ဘဝကိုအဆုံးသတ်သွားခဲ့လေသည်အဲ့လိုနည်းနဲ့သူတို့ရဲ့ဇလန်းဟာပြီးသွားခဲ့ရရှာတာပဲမူဒေါ်စောမြင့်ကညီကုန်းစကားဆိုသည်လာရောက်သည်ပိုမိုရွှွန်းလက်လာသည်လေသည်လည်းပိုမိုတိုက်ခတ်လာသည်စေးလေးတန်သားကပိုမိုညံစီလာသည်ညသည်တိတ်ဆိတ်ငြိမ်သက်ယုံတာမကအပူရှင်ကလည်းတိတိတတ်တာလျှော့နေသွားလေသည်နေ့လေပိုင်းနှင့်အစားတော့အလွန်အမင်းတာတောင့်တာယာရှိလာသည်ဟုထင်မှတ်စရာဖြစ်သည်သူညာလည်းခင်စောမှုသည်တာယာချမ်းမြေ့မှုကိုခံစားနိုင်ခြင်းမရှိကြည်ကွဲနေသည်လှိုက်လဲနေသည်စိုးနှင့်နေသည်ရှင်းအရာများကသာလျှင်စိတ်အတိတရဲ့လုံးကိုကြီးစိုးလမ်းမှုလျက်ရှိသည်ရှင်တစ်ခုလုံးတွင်ရှင်းအရာများကသာနေရာယူထသည်ခါတိုင်းကလိုပင်ဒီအကြောင်းအရာကိုအစပြုခဲ့မိသည့်အတွက်နောင်တရနေမိပြန်သည်ဒေါ်စောမြင့်ကစကားကိုအဆုံးသတ်ခဲ့ပြီးနောက်ခင်စောမှုသည်မလုံးမရှက်ရှိကငြိမ်သက်နေသည်တိတ်ဆိတ်နေသည်မမောင်ကြီးနှင့်ဒေါ်စောလက်တို့စကြောင်းကသူမ၏စိတ်အစဉ်ကိုကြီးစိုးထားသည်ဖြစ်၍လှုပ်ရှားရန်စကားပြောရန်ပင်တတိမရတော့ပြီဇလန်းသည်မိမိ၏အထက်ကလာအဆူစဉ်ကပြစ်ပြတ်ခဲ့သည်ဖြစ်စေယခုအခါတစ်ချိန်ကမိမိကိုယ်တိုင်ပါဝင်ကပြခဲ့သည့်အလားဖြစ်လာသည်ထိုစဉ်ကခြေကွဲနာခြင်းပွဲတို့ကိုမိမိကိုယ်တိုင်ထိတွေ့ခဲ့ရသည်နှင့်ထိုစဉ်ကလွမ်းမောတာတာပွဲတို့ကိုမိမိကိုယ်တိုင်ခံစားရသည်နှင့်ဖြစ်လာသည်အဲ့ဒီဇလန်းကိုကြားရစသိရစကတော်တော်မြင့်တို့ကိုယ်တိုင်မျက်ရည်ကျရတယ်စိတ်ထိခိုက်ခဲ့ရတယ်ဒီတိုင်းပင်တခြားသူတွေကလည်းခံစားရတာကြီးပဲတော်တော်မြင့်တို့နဲ့တက်တူရွယ်တူတွေဆိုရင်ဒီအကြောင်းအရာတွေကိုအခုထိပြန်ပြီးပြောနိုင်ကြအောင်မေထင်နေဟိုစင်ခါတုန်းက
အင်မတန်ရီပန်းစားခဲ့တဲ့အကြောင်းအရာတရက်ပဲပြီပေါ့ဒေါ်စောမြင့်ကစကားဆက်သည်တိုင်းခင်စောမူသည်မကြားနိုင်တော့သလိုရှိသည်ခင်စောမူ၏စိတ်အစဉ်သည်တိမ်တိုင်များနေပင်လွင့်ပြန်နေသည်တာစီထင်းချုပ်ခြင်းကမစွမ်းသာတော့သလိုရှိနေသည်ခင်စောမူ၏စိတ်ဝိညာဉ်သည်အာနန္ဒာဖျားပွဲမှာရွဝဲနေသည်ပွဲစည်းထဲမှာအကြက်အညက်အတူအဝိခံနေရသည်တို့ဖြစ်သည်ထိုမှတဖန်အငိမ့်ပွဲခင်းအလေတွင်ရှောင်းနေပြန်တော့သည်မိမိအပါမှာမောင်မောင်ကြီးရှိနေသည်ဟာအကြည့်ချင်းစုံလျက်အပြုံးချင်းဖလှယ်မိသည့်အတွင်ရှင်မလေးကြည်နူးနှစ်သိမ့်မိသည့်ပုံမျိုးဒီတော့လဲမမောင်ကြီးနှင့်တပ်ပံညွတွင်စုံမိကြစဉ်ကကြားရသည့်စကားတို့ကိုအမတ်ရသည်စစ်စစ်တွေ့လင်ရေးရေးပေါ်ကားမာရဲ့ဟုသူကဆိုခဲ့သည်ယခုအခါမိမိ၏ဘဝဟောင်းမှအဖြစ်တစ်နှစ်များတရေရေပေါ်လာခဲ့ခြင်းပေလားဟုခင်စောမူစဉ်းစားမိသည်လူဝင်စားတို့ဓမ္မတာအရတိမြင်ခံစားလာရခြင်းမေပဲလားဟုခင်စောမူတွေးမိသည်ထိုအခါမိမိသည်ပြီးရခင်ဘဝကမစောလက်ဖြစ်ခဲ့ခြင်းမှာမှန်နေချီပြီလားဟုခြောက်ခြားစွာထင်လာမိပါသည်ဒီအတွေ့အထင်တို့တုံ့ရက်သွားရသည်မှာဖခင်ဖြစ်သူ၏စကားတန်ကိုကြားလိုက်ရခြင်းဖြစ်သည်ဖေဖေသည်မြည်သည့်အချိန်ကမိမိတို့နောက်ဖက်နားတွင်ရောက်နေသည်မသိရအတန်ကိုကြားလိုက်ရသောအခါကျမှပင်ဖေဖေအနီးအပါးတွင်ရှိနေကြောင်းသိရတော့သည်အတော်ကောင်းတဲ့ဝတ္ထုတစ်ပုဒ်ပဲမစောမြင့်ဖေဖေအတန်ကြောင့်ခင်စောမူရောတော်စောမြင့်မှနောက်ဖက်သို့လှည့်ကြည့်မိကြသည်အလက်လက်အဖြစ်ဖြစ်ချစ်သွားမိကြသည်ဖေဖေသည်တမပင်ရိတ်မှထွက်လာကခင်စောမူ၏ရှိမှရှက်လိုက်သည်ဖုံးကြီးယူနဲ့လှေလူတွေ့တယ်ဆိုတာမျိုးလို့ဒီတူဝကြီးနှစ်ယောက်ကတော့အတော်ကိုလိုက်ဖက်နေတာပဲဖေဖေအတန်မှာလှောင်တန်ပါနေသည်ဒေါ်စောမြင့်ကနေရာမှထရက်လိုက်သည်ခင်စောမူသည်လည်းရောရောင်ပြီးထရက်လိုက်မိသည်ဖေဖေကခင်စောမူအားလှမ်းပြီးပြောလိုက်ပါသည်ညနေလာပြီသမီးအိမ်ထဲဝင်တော့ဖေဖေ၏အတန်မှာမာနေသည်အမိတ်ပေးတဲ့မျိုးဖြစ်သည်ထို့ကြောင့်ခင်စောမူသည်စင်ကြင်မပေးနိုင်တော့ဘဲအိမ်ထဲသို့ဝင်ခဲ့ရသည်ဘာလဲကိုပါမူကျမပြောနေတာတွေကိုရှင်မယုံလို့လားနှစ်ယောက်တည်းအကြံတွင်ဒေါ်စောမြင့်ကအမေသည်ကျွန်တော်ယုံတာမယုံတာအသာထားပါမစောမြင့်ဒီစကားတွေကိုမယုံဖို့သာအရေးကြီးတာပါဒါဟာတစ်ချိန်ကတကယ်အဖြစ်ပြက်ပါကိုပါမူဒေါ်စောမြင့်အတန်မှာမာကြောလာသည်ဘာပဲဖြစ်ဖြစ်ပေါ့မစောမြင့်ပြစ္ဆုတ်ပန်ချီနေတွေရတမိရှိမှာဒီမစောလက်တို့ဘာတို့အကြောင်းတွေကိုမပြောစီခြင်းမူတမိဟာငယ်ရွယ်သူပေါ်တာနေတဲ့မိန်းကလေးဒီတော့ဒီအကြောင်းအရာသည့်အတွေ့အမြင်သစ်တွေပေါ်မှာဆွဲလန်းလေတယ်ကျွန်တော်တွေ့ရသလောက်အခုရပိုင်းမှာသူ့အဖို့အသစ်ဆန်းဖြစ်နေတဲ့ဒေါ်စောလက်အကြောင်းကိုစိတ်ဝင်စားနေတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးသိကျင်ကြားကျင်နေတဲ့သူရှိမှဒါတွေပြောနေခြင်းအဖြစ်လူဝင်စားဆိုတဲ့ပြဿနာအပေါ်မှာသူစိတ်ညစ်လာနိုင်နေလူဝင်စားဆိုတာတကယ်ရှိပါလားလို့သူတွေးချင်လာမှစိုးရတယ်ဥပမူဤစကားမစုံမီဒေါ်စောမြင့်ကဖြက်ပြော်သည်လူဝင်စားဆိုတာတကယ်ကောမရှိနိုင်ဘူးလားအဲ့ဒါခက်တာပေါ့မစောမြင့်ခေပြောင်းနေပြီမဲ့ခမည်းတော်ရဲ့အတွေးခေါ်ဟောင်းတွေကမပြမှုလူဝင်စားဆိုတာအယူသေးတာသာဖြစ်တယ်တကယ်မရှိနိုင်ဘူးတကယ်လည်းမရှိခဲ့ဘူးကျွန်တော်တသက်နဲ့တကူတခါမှလက်စုပ်လက်ကင်မတွေ့မြင်ခဲ့ဘူးဒါပေမဲ့ကျမကတော့လူဝင်စားဆိုတာတကယ်ရှိနိုင်နေလို့ရှုံးကြည့်တယ်မျက်စိနဲ့တက်အပ်မမြင်ဘူးပေမဲ့ပြောကြံကြားခဲ့ရတာကနားနေတာမဆက်တော့ဘူးပြီးတော့လဲမှုကိုဆိုရင်ကျမတို့ငယ်ငယ်လေးကလေးကဒေါ်စောလက်ဝင်စားတာလို့ထင်ထားခဲ့ကြတာဥပမူသည်စိတ်ပြက်စွာဖြင့်တက်ပြင်းကိုမှုတ်ထုတ်လိုက်သည်တေခတ်ပါလားမစောမြင့်ရဲ့အာယုံတစ်ကိုခင်တွေလေတဲ့ကလေးတွေရှိမှခမည်းကိုယ်တိုင်ကအယူသေးပြရာရောက်နေပါကောလားဘာပဲပြောပြောသမီးရှိမှာဒီလူဝင်စားပြဿနာတို့ဘာတို့ကိုအစဖို့မပေးပါနဲ့လို့ကျွန်တော်တောင်းပန်ပါတယ်အဲ့ဒီလိုအစဖို့မပေးပါဘူးလို့ကျွန်တော်ကိုဂရုပေးပါမစောမြင့်ခင်စောမူသည်တကားအကွယ်မှကိုခွာလိုက်သည်ဖေဖေကအိမ်တွင်းဝင်ရန်အမိန်ပေး၍အိမ်အတွင်းဝင်လာပြီးနောက်သူမသည်တကားပေါက်နောက်ကွယ်မှနေ၍ဖေဖေနှင့်ဒေါ်စောမြင့်ကိုချောင်းကြည့်နေခဲ့သည်စကားသံများကိုနားထောင်နေခဲ့သည်ဖေဖေသည်ဒေါ်စောမြင့်အားယခုလို
တခါမှမဆက်ဆံခဲ့ဘူးလေဒီတို့ငါကြောစွာမပြောစဘူးဖြစ်လေသည်ဒီတစ်ချိန်မှာပထမဆုံးချိန်ဖြစ်မဆက်ဆံခဲ့ခြင်းဖြစ်လေသည်မိမိနှင့်များစွာပတ်သက်ခြင်းရှိသည်ဟုတွေးတော်မိသောအခါခင်စောမှုစိတ်မကောင်းထို့ကြပင်ဖေနှင့်တော်စောမြင့်တို့၏ပြောစကားကိုဆက်လက်မကြားလိုတော့ပဲရှိသည်ဖုံးကွယ်နေရမှထွက်ခဲ့လျက်သူမအတွက်တတိတသက်ရရှိထားသောအိယာစီသို့လာခဲ့သည်ကတင်ပေါ်သို့တင်ပလွေးထိုင်ချလိုက်မိသည်လာရောင်သည်ပြတင်းပေါက်မှတဆင့်ကျမ်းပြင်ပေါ်သို့ကျဆင်းနေသည်ကျမ်းပြင်မှာငွေရီစမ်းထားသည်တို့ဖြစ်သည်လာရောင်ဤဖြာရမှုကြောင့်ပြတင်းပေါက်သို့ရှောက်လာမိသည်ပြတင်းပေါက်မှကြည်လေသောလာရောင်အောက်မှအိမ်မောကြနေဟန်ရှိလေသည့်ပကံကိုမြင်ရသည်လာမင်းသည်အာနန္ဒာစီဒီဤခြေရသည်မှတစိတ်တစ်ပိုင်းပေါ်ထွက်လာသည်အကယ်၍များမိမိသည်တဘဝ၌မစွန်းလက်သာဖြစ်ခဲ့ပါကဒီသူသောလာရောင်ကိုကြည့်ကလွမ်းမောတတ်နေရပေလိမ့်မည်ဟုသောအတွေးဝင်လာသည်ထိုအခါစောကမဆုံးသေးသောအတွေးအထင်တို့ကပြန်လေပေါ်ပေါက်လာပြန်သည်ဆိုနှင့်ခြေကွဲဖွယ်အဖြစ်ပြက်များကိုမြင်ရောက်လာမိပြန်သည်ဒီတို့ဖြင့်ခင်စောမှုသည်တော်တော်နှင့်အိမ်မပြောနိုင်အောင်ရှိရသည်အိမ်မပြောသူဖို့တညတာဆိုသည်မှာရှည်ကြာလာပါပြီညတာရှိသည်နှင့်အမျှအတွေးမှာတန့်ကျဲသည်ဝင်ကဘာတစ်ခုနေပင်ဖြစ်သည်ရင်းဝင်ကဘာသည်ကလူဝင်စားဥမမောင်ကြီးဒေါ်စောလက်တို့ဤဝင်ကဘာဖြစ်သည်ဒီကနေ့ဖေနှင့်ကိုလင်းတို့ပုပ်ပါသို့တရန်သွားကြသည်အခါတိုင်းလေပကံသို့လာလင်ပုပ်ပါသို့တက်ကြမြဲဖြစ်သည်ခင်စောမှုသည်ပထမတစ်ချိန်တက်ပြီးကလေးကပုပ်ပါဆိုလင်လိုက်ရန်ညင်းပယ်လေးရှိသည်ဖေတို့ကိုလင်းတို့တက်ကြသည်မှာတောင်ကလပ်မဟုတ်တောင်မကြီးဖြစ်လေသည်ပေ4000ကျော်9000နီးပါးရှိသည်တာမန်လူတယောက်ဖို့သို့မဟုတ်အလေးအကျင့်မရှိသူတယောက်ဖို့မလွယ်လားခင်စောမှုဆိုလင်ပထမတစ်ချီတက်စင်ကပင်ငိုခဲ့ရသည်အလွန်ပင်ပန်းခဲ့ရသည်အပေါ်ရောက်တော့လေမေရဘာမှမရှိတနေရာမှလေတွင်းဟုခေါ်သောတထောင်စစ်ချိုးတံတောင်ဆောင်မှမူထူးခြားသလိုရှိသည်တခါကလေရင်တစင်းကြက်ကြခဲ့ဘူးသောနေရာဖြစ်သည်တခုတော့ရှိပါသည်တောင်ထိပ်ပေါ်မှကြည့်လင်အေယာဝတီမြစ်ကိုလက်တန်းခန့်ဖဲပြားကလေးတစ်ဖွဲမြင်ရခြင်းမြင်းချံဘက်မှတဲခန္ဓာရဆန်သောမြေအပြင်ကိုတွေ့ရခြင်းလွင်ပြင်တခြားမှထမ်းပင်များမှထွဲအိတ်ကလေးများစိုက်ထားသည့်တပွဲမြင်ရခြင်းတို့ကနှစ်သက်ချီးနှူးပွဲဖြစ်သည်တောင်ထိပ်ပေါ်မှလေတိုက်ကိုလက်ဖက်ချလို့၍အဖန်ရည်တောက်ရခြင်းမှလည်းကတွင်တွေ့เสียကောင်းပါသည်တို့ရာတွင်ဒီအတွေ့အကြုံများဖြင့်အပြင်ပန်းခံရန်ဝင်လေးမိသည်ဖေနှင့်ကိုလင်းတို့ဖို့မှာကတောင်တက်ရခြင်းသည်ပင်လင်းနှစ်သက်เสียဖြစ်နေ၏ဖေနှင့်ကိုလင်းကဒီတစ်ခါတွင်တောင်မကြီးတို့မတက်လူလင်းရှိစေ၎င်းတို့အားတောင်ကလပ်မှဆောက်ရင်းဖျားဘူးဖြစ်လိုက်ပါရန်ခေါ်သေးသည်ခင်စောမူရင်းပေခဲ့သည်ဤဒီမှာပင်ပန်းနီကိုစိုးရင်ချင်းတစ်ခုတည်းအတွက်တော့မဟုတ်ပါချေခင်စောမူသည်မောင်ကြီးနှင့်တွေ့ခြင်းပါသည်ကြုံခြင်းပါသည်စုံခြင်းပါသည်စင်စစ်ဒီတို့သောအခွင့်အရေးကိုရရှိဖို့ဆိုသည်မှလည်းအခဲရင်သာလားတို့ဖြင့်ဖေနှင့်ကိုလင်းတို့ပုပ်ပါတောင်တရန်နက်နက်စောထွက်သွားကြသည်နက်နက်8 နာရီတခန့်တွင်ခင်စောမူတပ်ပတ်ညူသို့လာခဲ့ပါသည်အခါတိုင်းလိုပင်တပ်ပတ်ညူမှာလူသူကင်းရှင်းနေသည်မိမိတယောက်တည်းလိုပင်ဖြစ်သည်ခင်စောမူသည်အလေပစ္စည်းရာသို့တက်ခဲ့ပါသည်ရုပ်ပွားတော်များကိုဥခိုက်ပြီးနောက်အလေပစ္စည်းရာမှာတပတ်လှည့်လာခဲ့သည်ဒီတစ်ခါတွင်ပကံရှုကင်းကိုပင်မကြည့်ဖြစ်တော့ပစ္စည်းရာတခြားမှာမောင်ကြီးကိုရှာသည်တပတ်ပြည့်သည့်တိုင်မောင်ကြီးအစားနောက်ကိုတော့မျှမတွေ့ရအရေးအရာကိုမျှမတွေ့ရဒီတော့လေရှင်မဟာသလိုနှောသလိုနေရခင်တပတ်လာစဉ်ကမိမိရောက်ရှိပြီးအတော်ကြီးကြာမှမောင်ကြီးရောက်ရှိလာသည်ကိုအမတ်ရသည်ခင်စောမူသည်ထာဝစဉ်ထိုင်နေကြဖြစ်သောဖြစ်စေရ၏အနောက်ဘက်ခြမ်းသို့လာခဲ့သည်တန်ကြီးတောင်နှင့်အေယာဝတီမြစ်ကိုငေးမိပြန်သည်၆သို့သွားသောကားလမ်းသည်မလန်းမကန်းတွင်ဆင်းဖြောင်စွာတည်ရှိနေသည်လမ်းပေါ်မှာမောင်းနှင်သွားသောမော်တော်ကားတံများကိုကြားနေရသည်
ကားလန်းဟိုဘက်မှရှိအေယာရီမြစ်ကမ်းမှာဘိုးတဲရှိသည်ဤဒီကိုမြင်ရလေတော့မှခင်စောမှုသည်အတွေးတရက်ကိုတွေးမိလာသည်မမောင်ကြီးတယောက်အဖေမှာနေပါလေပကံတွင်အင်ဂျီယာချေရှိလေသလောသို့မဟုတ်ဘိုးတဲတွင်ပင်တဲခိုလေသလောဟုသောအတွေးဖြစ်သည်အမှန်မှာမိမိအနေဖြင့်မမောင်ကြီးနှင့်ပတ်သက်၍သိစရာတွေအများကြီးရှိသေးပါလားနားလေထားစရာတွေအပုံကြီးကြံပါသေးလားဟုခင်စောမှုစဉ်းစားမိသည်ဒီလူတယောက်ပေါ်မှာစိတ်ဝင်စားမိသည်နှင့်အမျှသူနှင့်ပတ်သက်သောအကြောင်းအရာများကိုလည်းနားလေထမ်းရင်အရေးကြီးကြောင်းခင်စောမှုတွေးမိလာပါသည်ထိုအခါမမောင်ကြီးနှင့်တွေ့ရှိရန်အတွက်ပိုပြီးစိတ်ဆောလာမိသည်စိတ်ဆောမိလေသောအခါမှမမောင်ကြီးလာခဲ့လာသည်နေပင်အတန်မြင့်ခဲ့ပြီနေအောင်ကြည့်သည်တောက်ပပူနွေးလာသည်ခင်စောမှုရက်နေရာပြစ်စရာအင်္ဂလိပ်ပြတို့သည်ပင်ပူဆပြူလာပြီဒီတော့လေမမောင်ကြီးလာမှလာပါတော့မည်လားဟုတန်တရားဖြစ်မိသည်တပတ်ညုတွင်ကြုံဆုံခဲ့ပြီးနောက်တနေ့တွင်မမောင်ကြီးသည်တပတ်ညုမှမိမိအားစောင့်လင့်နေမည်အမှန်ပင်မိမိကကြက်ခွက်သည်များကြောင့်သူအားလျှော့သွားလေသလားမပြောတတ်ပါချေခင်စောမှုသည်စိတ်ဆောရာမှစိတ်မောလာရသည်အချိန်ကတဆတဲ့တဆကုံဆုံးလာလျက်ရှိသည်အဆုံးတွင်မူခင်စောမှုသည်မိတို့မြတီးခံနိုင်စွမ်းမရှိတော့ပေထိုင်ရာမှထလိုက်ပါသည်စင်တော်အန်ဟုဥမင်လန်းသို့လာခဲ့သည်ဒီတွင်ဥမင်လန်းအတိုင်းတက်လာသောမမောင်ကြီးကိုဘွားကနေတွေးလိုက်ရလိမ့်မလားစဉ်းစားမိသေးသည်တပတ်ညူပရဝမှထွက်သည်မမောင်ကြီးကိုမမြင်ရဒီတော့လေမမောင်ကြီးနှင့်တွေ့ရှိရန်အခွင့်အရေးကိုလက်လျှော့လိုက်မိတော့သည်ခင်စောမှုသည်အစပိုင်းကအိမ်သို့ပြန်ရန်ခြေလမ်းပြင်မိသည်အိမ်သို့ပြန်မှကလည်းပြင်းရီ၆တွေ့နေမိတာဟုတွေးမိသည်ထို့ကြောင့်ခြေလမ်းကိုတုံကအာနန္ဒာဖျားစီသို့ရှောက်ခဲ့ပါသည်အာနန္ဒာဖျားကိုဝင်ဖို့သည်ဒီလင်ကြားတိုက်သို့ဝင်ပြီးရှင်းကဲ့သို့တွေးထားသည်ထီလာရှင်ကျန်စစ်သားမင်းကြီး၏ကောင်းမှုတော်ဖြစ်သောအာနန္ဒာဖျားသည်တကန်ရှိဖျားပထိုးတို့အနက်ပြုပြင်ထိမ့်သိမ့်မှုအပြုလို့ဆုံးဖျားဤဒီမှာအာနန္ဒာဖျားသည်တကန်ရှိဖျားပထိုးတို့အနက်အပြက်စီးအယိုးအယွင်းအနေပါဆုံးဖြစ်၍တော်၎င်းအချို့အစားပုံစံအရာအလားပါဆုံးသို့မဟုတ်အသက်ပဲဆုံးဖြစ်၍၎င်းဖြစ်နိုင်ပါသည်ပကံတို့ရောက်ပြီးအာနန္ဒာဖျားကိုမဖူးမြင်ရပါကပကံတို့ရောက်သည်ဟုဆိုနိုင်မထင်ပါအကြောင်းမူအာနန္ဒာဖျားသည်ဗုဒ္ဓဘာသာဝင်တို့အတွက်ကြီးညိုဖွယ်ရာတပ်ပေလာသောကြောင့်ရှေးဟောင်းယဉ်ကျေးမှုကိုလေ့လာစီးပူးသူတို့အတွက်ယဉ်ကျေးမှုတိုက်မျိုးကြီးပမာလေးဖြစ်နေသောကြောင့်ပင်သည်အာနန္ဒာဖျားကိုဖူးမြင်ရပါကဉာဏ်မြင်ကြီးထွားပကံသားတို့ဖျားပထိုးလှိုင်ကူမိုးလျက်တမျိုးစုံစွာထုပိကာဖြင့်လက်ရာဆန်းကျင်စောင့်ကြ၏ဟူသောကြည်အောင်ဤကြပြကို၎င်းဒီနေရာဝဲညီညာကြိုးစားပကံသားတို့အများကြိုးပြုရှင်ကျေးမှုကိုအထုခိုင်မာတည်ခဲ့၏ဟူသောမင်းယူဝေဤကြပြကို၎င်းအမတ်ရစရာကောင်းပါသည်အာနန္ဒာဖျားသို့ရောက်လင်ခင်စောမှုသည်ဥစွာတတိုင်းမုံပြတ်မှနေ၍စေတီတော်ကိုမော့၍ဖူးဖြစ်သည်ရွှေတပိုင်းချထားသောစေတီတော်မှာဆေးလေးလောက်ခက်တန်ကိုနားဆွေမိသည်ထီတော်မှာညီမှာ168ပေသာနှင့်သည်ဟုခင်စောမှုတည်ထားရသည်တို့ရာတွင်အာနန္ဒာဖျားမှာပကံမျိုးဤညီသည့်နေရာမှာပင်ကြည်ကြည်ဝါကုန်းတုဝါကုန်းဆိုင်ကြီးလားဖွေးဖွေးဆွတ်ဆွတ်မြင်ရသည်ကဖြစ်သည်အနီးမှကဲ့၍ဖူးမျော်လင်းဖူးအိုင်အိုင်ရှိသည်ဟုထင်မဲ့ရသည်သို့သောနောက်သို့ဆုတ်လေလေအကဲအမိုးတို့ကညင်လာလေလေပေပကံခေပိတုကပညာရှင်တို့၏အစွမ်းအစပင်ဖြစ်မည်ထင်ရပါသည်အာနန္ဒာဖျားကိုAD 1019ခုနှစ်အတွင်းကကျန်စစ်သားမင်းကြီးတီထားကိုကွယ်သည်ရှေးလူကြီးသူမတို့၏ပြောစကားအရာရှင်ဖျားကိုတီဆောက်စဉ်ကအိန္ဒိယမှဗုဒ္ဓဘာသာဖုံးတော်ကြီးများ၏အစီအမံအကွက်အကဲအကြီးအကျက်ပါသည်ဟုသိရသည်ဟိမဝန္တာတောင်တဲရှိနန္ဒမူလိုင်းကုတရန်အတိုင်းတည်ခဲ့ခြင်းဖြစ်သည်စင်စစ်အာနန္ဒာဖျား၏ဖွေမီတော်သည်ဖြင့်အနန္တပညာဖြစ်သည်မြတ်စွာဘုရားသခင်၏
ဉာဏ်တော်အနန္တကိုဆွေးမှတ်၍ခေါ်ဝေါ်ခြင်းဖြစ်သည်တို့ရာတွင်ကာလရွေလျားလာသောအခါတွင်ကဗုဒ္ဓ၏ညီတော်အာနန္ဒာကိုဆွေးမှတ်လျက်အာနန္ဒာဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်ထိုနည်းတူတပည့်ညုဖျား၏ဖွဲမီတော်မှာလည်းတတ္တာကရကိုဆွေးမှတ်ခေါ်ဝေါ်ရာမှတပည့်ညုဖြစ်လာရလေသည်အာနန္ဒာဖျား၏ပနက်ကွက်မှာဂရိလူမျိုးတို့၏ချက်ချေကတရန်ရှိသည်စတုယံပေ200နီးပါးကျယ်ဝန်းသောပနက်ကွက်၏လေးမျက်နှာမှာတတိုင်းရန်၍တတိုင်းလေးမျက်နှာတွင်မုတ်ပြသက်တဆောင်စီဆောက်လုပ်ထားသည်တတိုင်းအတွင်း၌ကုပမာပြုလျက်တစောင်းမာကြီးဟု၍ရှိသည်တစောင်းလေးမျက်နှာတွင်အာယုံကံမုတ်ထွက်၄ခုရှိသည်တစောင်းမှအထက်မှပြစ်စေရအစစ်စစ်တည်၍စေဒီပေါက်ထားသည်ပြစ်စေရတိုင်းတွင်4000လုံး၌ချင်းသိယုံများအဆင့်အရင်ထားရှိသည်တစောင်းမာကြီးအတွင်းဝယ်အလေဥသို့မဟုတ်ခေါင်တိုင်ရှိသည်35ပေမြင့်သောနှစ်ရဖွင့်ကျွန်းသားတကားကြီးများဖြင့်တစောင်းမာကြီးကိုအပိတ်အဖွင့်လုပ်ခဲ့ဟန်တူသည်ခေါင်တိုင်တွင်မတ်တရဖျားစင်းနုတော်၄စုရှိသည်ပရိနိဗ္ဗာန်ပြုပြီးဖြစ်သောဖျားရုပ်ပွားတော်၄စုပင်ဖြစ်သည်ညဘက်မှာကာကုတဲ့အရှိဘက်မှာကောနာကုတောင်ဘက်မှာကတ္တပနှင့်အနောက်ဘက်မှာဂေါရမရုပ်ပွားတော်များဖြစ်ကြသည်ရုပ်ပွားတော်များမှာ10ပေမြင့်သောပလင်အထက်တွင်ရှိသည်ညင်တော်အမြင့်30ပေရှိသည်ရုပ်ပွားတော်၄စုနှင့်အရှိဘက်မှအစုသည်ရှေးကမာလာယူကျွန်းပရှုပြည်မှရသည့်စန္ဒကူနှစ်ကိုထုလုပ်ထားခြင်းဖြစ်သည်နောက်အခါမိတဲ့သဖြင့်မင်းတို့မင်းကြီးကစကားသားရုပ်ထုအသစ်ကိုပူဇော်သည်ဟုသိရသည်ညဘက်မှရှုပ်ပွားတော်သည်လည်းဟန္တာဝရီပကိုးမှရသောစံကားသားကိုပင်ပြုလုပ်ထားသည်တောင်ဘက်မှရှုပ်ပွားတော်မှာဟီမွန်ဒါမှရသောချင်းရှူသားကိုပြုလုပ်ထားသည်အနောက်ဘက်တွင်ရခင်ကညင်စလောဟာဖြင့်တွန်းလှုပ်ထားသောရုပ်ထုတော်ရှိခဲ့ပူသည်ယခုမူကျွန်းသားရုပ်ထုတော်ကိုသာဖူးတွေ့နိုင်တော့သည်ရုပ်ပွားတော်များအနက်ညဘက်နှင့်တာဘက်မှာရုပ်ပွားတော်နှစ်စုမှသာမူရင်းရုပ်ပွားတော်များဖြစ်ကြသည်ကျန်နှစ်စုကနောက်မှထုလုပ်ကိုးကွယ်ခဲ့ခြင်းဖြစ်ပါသည်အာနန္ဒာကုဖျားကိုတိဆောက်ထားပုံမှာအတော်ပင်စမ်းကြဲပါသည်ပကံခေပိတုကာတို့၏လက်ရာမှာအံ့ဩချီးမွမ်းထိုက်ပါပေသည်ကုဖျားအတွင်ရုပ်ပွားတော်တို့၏ညနာတော်အဝင်အလက်ကိုတတာယူကျိုးစွာဖူးမြင်နိုင်ရန်အတွက်အကျဉ်အစီပြုလုပ်ထားပုံမှာလေးစားရမည့်အစီအမံဖြစ်ပါသည်ရုပ်ပွားတော်တို့၏ညနေတော်သို့ညနေချက်မှအလင်းရောင်တိုက်ရိုက်ကြောက်ရောက်စေရန်အတွက်အာယုံခံမုတ်ထွက်၏ညနေချက်ကိုအပြန်မပြုဘဲဥမင်တဖွဲအပေါအဝန်းပြုကာနှိမ်လျှော်ထားသည်ထို့ကြပင်ညနေချက်ကောင်းကြောင်းမှအလင်းရောင်သည်ရုပ်ပွားတော်၏ညနေတော်သို့ဓာတ်ရိုက်ကြကာမိမောင်းထိုးပြထားပြီးတဲ့ကဲ့သို့ရှိသည်အကျင့်ဖျားဘူးသည်ရုပ်ပွားတော်၏ညနာအဝင်းအလက်ကိုလွယ်လင့်တကူဖူးမြင်နိုင်သည်ဖြစ်၍တတာယိုဖိတ်လာနိုင်စွမ်းရှိစေရန်ကြံစစီမံထားသည်အလွန်ပါနှဲ့ကျွမ်းကျင်သောထုပိကအတက်ပင်ဖြစ်တော်သည်တပည့်ညုဖျားကအာနန္ဒာဖျားတိစပုံနှင့်မစင်ပေတို့ရာတွင်ငေးတော်အလားစီသူမင်းသည်ဘိုးတော်ကျက်စသားမင်းကြီး၏အာနန္ဒာဖျားတေပုံကိုအားကြရမှာတပည့်ညုကိုတဲသည်ဟုမှတ်တမ်းအချို့ကဆိုပါသည်တပည့်ညုကိုဖြစ်စေရတဆင့်ခံပြီးမှရင်အဆင့်ပေါ်တွင်ကုတရံပြုကာထိုင်လျက်အနေအထားရှိသောရှုပ်ပွားတော်ကိုပူဇော်ထားသည်ညီမသည်အလေပစ္စည်းရာသို့ဥမင်းလေးကအတိုင်းတက်ရသည်ဘွီစလုံးပုံတရံစစ်ချိုးကိုကို၏တက်ခဲ့သောအခါအလေပစ္စည်းရာသို့ရောက်သည်ထိုအခါတွင်တစောင်းမှသို့ရောက်လျက်ရှုပ်ပွားတော်ကိုကြည်ညိုနိုင်သည်ဘီသူကာတို့၏စိတ်ကူးစိတ်တန်းတို့မှာကွဲပြားခြားနာလာသည်ဤသို့ဆိုစေအာနန္ဒာစီဒီမှာပိုပြီးနှစ်လိုပွဲကောင်းသည်ကအမှန်ပင်ခင်စောမူသည်အနောက်ဘက်တစားမှဝင်ခဲ့ပြီးလက်ရရည်၍လာခဲ့သည်အာနန္ဒာလိုင်းကိုအတွင်းမှလင်းတို့ချီနှင့်နံလာသည်လင်းတို့များဟိုမှဒီမှကိုလူပြန်တန်းနေသည်ကိုမြင်တွေ့ရသည်အတွင်း၌ခန္ဓာကူဒီတိုက်တို့ကိုဝင်းရန်လျက်စင်းကြံနှစ်ထပ်ရှိသည်အပြင်စင်းကြံနေရန်လိုင်ပေါက်ကလေးများတွေကရှုပ်ပွားတော်များထားရှိသည်လင်းတို့များသည်ရှင်းလိုင်ပေါက်ကလေးများ၌အတိုက်ဖွဲ့တည်၍နေထိုင်ကြလေသည်ရှိရခင်ကအတွင်းစင်းကြံသို့ဘရင်သာလင်ဝင်ခွင့်ရသည်မူကြီးမယားတို့က
အပြင်စင်းကြံကိုသာအသုံးပြုရသည်ဟုသိရ၏ယခုမူဒီတို့မဟုတ်ပါချေပြီခင်စောမူသည်အခါခါမြင်ဘူးပြီးသားဖြစ်လျက်နှင့်ဗုဒ္ဓဝင်းပန်းတမော့လက်ရာကိုကြည့်မိသည်ကျင့်စစ်သားကြောက်ရွံ့နှင့်ရှင်အရဟံရုပ်ပုံတော်ကိုလည်းအလွန်မပေးချေဗုဒ္ဓဝင်းပုံများမှမေတော်မာယာသာဖွာကန်သည်ဆွဲညိပွဲဖြစ်သည်မေတော်မာယာဤတန်လျနွမ်းနေဟန်သည်အသက်ပါလာသည်အင်ချင်းကပ်ကိုလက်ဖြည့်ကိုင်ကလှုပ်လီလှုပ်လက်နွဲ့နွဲ့လန့်လျရှိနေပုံမိတွေးတော်ဂေါတမီဤဖေးကူနေပုံတို့မှာအခါခါကြည့်လျက်မယိုးနိုင်အောင်ရှိရသည်ပြီးကျန်စစ်သားမင်းကြီးဤတီကြီးရင်ကျက်သောမျက်နှာအနေထားတရားယူကျိုးစွာရှ िख ိုးနေဟန်ရှိသောရှင်အရဟံရုပ်ထုတို့သည်လည်းထိုခေတ်ထိုအခါကခေခေါင်းဆောင်နှစ်ဦးဤတရံကိုဖော်ကျူးနိုင်စွမ်းရှိသည်ဟုအထင်ရမိသည်အာနန္ဒာဖျားမှာရင်ကျေးမှုလက်ရာတို့ဤအနှစ်သာရဖြင့်ပြည့်နေသည်အတွင်ပတ္တမော့လက်ရာများကသာအနုပညာသမိုင်းကိုပြောပြနေသည်မဟုတ်သေးအပြင်အပမှအောက်ခုံတင်လဲစင်ကွင်းများရှိသေးသည်စင်ကွင်းဆိုသည်မှာစင်တယိုးကင်ထားသောဖောင်းကြွရုပ်လုံးများဖြစ်ကြသည်၎င်းတို့၏အောက်ခြေ၌မွန်ဘာသာဖြင့်ရေးထိုးထားသောမဟာစစ်သည်တို့၏ပုံမှာပြောစရာရွှင်စရာကောင်းသည်လူကိုနှင့်ငါးကောင်ငါးကိုနှင့်လူကောင်စသောရေးစရာကောင်းသည့်ပုံများပါဝင်သည်ထို့ဖြင့်ခင်စောမူသည်အာနန္ဒာဖျားတွင်အချိန်အတော်ကြာအောင်ဖြုံးပြီးနောက်ကြည်စရာရှုစရာတို့ကုံသလောက်ရှိသောအခါအာနန္ဒာဖျားနှင့်ကလျက်တည်ရှိသောပြတိုက်သို့လာခဲ့ပါသည်ကြတိုက်မှာမကြီးမလားပြင်ပတွင်၆စာကြောက်တို့များအစီအည်ရှိသည်စာပေ၏အစရင်ကျေးမှု၏အစနှင့်တခေတ်တစ်ခါကလူတို့၏နေထိုင်မှုသွားမှုလာမှုအလူအတန်းပြုမှုတို့ကိုပြောပြနေသောအမွေရတနာများဖြစ်ကြသည်ကြတိုက်သို့လာခဲ့သောအခါဖေဖေကိုတတိယမိသည်ဖေဖေသာပါရှိပါကဘဟုတုတာဖြစ်ပွဲစကားတို့ကိုကြားရလိမ့်မည်အမှန်ပေခေစောမှုသည်ဖေဖေမပါဘဲဒီနေရာသို့ပထမဆုံးချိန်လာမိခြင်းဖြစ်သည်ကြားတိုက်ဝမှတီဝရုတ်တုကိုလှမ်း၍ကြည်ပြီးလင်ခေစောမှုသည်ကြားတိုက်အတွင်လှမ်းဝင်လိုက်သည်ဒီတွင်ကြားတိုက်အတွင်မှရုတ်တရက်ထိုးထွက်လာသောတတန်တစ်ခုကိုမြင်လိုက်ရသည်ကိုရွတ်လျက်ရှောင်မီပြုလိုက်သေးသည်တို့ရာတွင်ညီတို့မြရှောင်လွဲချိန်မရလိုက်ပေရှင်တံပါရှင်နှင့်ဝင်၍တို့မိသည်ရှင်ချင်းအမိသည်ထိတိုင်မိသည်ခင်ဆုံးမူသည်ရှိုင်သွားသည်စိတ်ထဲမှလည်းဒေါသထောင်ကနေထွက်လာသည်ရှန်တွေးအံ့ဟုမော်ကြီးလိုက်သည်တွင်ဟေးမစောလက်ဟူသောအတန်ကိုကြားရသည်ခင်စောမူ၏အတန်မှာလေချောင်းထဲတွင်ပင်ကြောက်ကွယ်သွားသည်ညနာပေါ်မှတင်းမာခတ်ထန်မှုများလည်းလွင့်စင်သွားရသည်စောင့်စင်ကမလားရှာစင်ကမတွေ့မိတွေ့တော့လေဘလို့မှမမျော်လင့်ပဲနှင့်ဖြစ်သည်မိုးပေါ်ကကြာလာသလိုဘွားကနေတွေ့လိုက်ရခြင်းဖြစ်သည်မောင်ကြည့်သည်ခင်စောမှုကိုပြုံး၍ကြည့်နေသည်ခါတိုင်းလိုပင်ခင်စောမှု၏မျက်နာကိုစူးစူးဆိုင်ဆိုင်ကြည့်နေသည်သူအနေနဲ့လဲခင်စောမှုကိုဘလို့မှမမျော်လင့်ပဲတွေ့ရဟန်တူပါသည်ရှင်တို့တွေ့လိုက်ရသည့်အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မိလေသောဟန်မှာမျက်နာတွင်အထင်းသားပေါ်လွင်နေသည်ခင်စောမှုသည်ကြားတိုက်အတွင်မဝင်တော့ပေခြေတလန်းဆုပ်လျက်ရှက်လိုက်သည်မောင်ကြီးသည်လည်းအပြင်သို့ထွက်လာသည်မစောလက်ကကြားတိုက်တွေပါလေလာလို့ပါလားဆိုပါဦးမစောလက်ဟိုရက်တွေကမစောလက်ဘယ်ပြောက်နေသလဲခင်စောမှုကမောင်ကြီးကိုပြုံး၍ပြလိုက်သည်ဘယ်မှပြောက်နေတဲ့ရဲ့လို့တော့မဟုတ်ပါဘူးအဲ့ဒီရက်တွေတုန်းကပကံအနက်ဖျားလိုက်ဖူးနေတာပေါ့ဒါဖြင့်ကုသိုလ်တွေအတော်ရနေပြီပေါ့ဟုတ်လားပကံကဖျားဖို့တော့ကုသိုလ်တွေတထိုင်းကြီးရနေရောပေါ့မောင်ကြီးကရှယ်လေးရမိရခင်စောမှုကပါရှောနောရေမိသည်ခင်စောမှုအနေနဲ့ညီတို့မှမပြောရသေးမီမောင်ကြီးကစကားဆက်ပါသည်ကျွန်တော်တပတ်ညုကနေမစောလက်အလားကိုစောင့်သေးတယ်ညှော်ပါသေးတယ်ဒါပေမဲ့မစောလက်ပေါ်မလာခဲ့ဘူးဒီတော့လဲကြံသွားပလားလို့အာရုံသွားမိတယ်ဒီနေ့တော့ကူးစရာကလေးတွေရှိတာနဲ့ကျွန်တော်တပတ်ညုကိုမသွားတော့ပဲကြားတိုက်ကိုလာခဲ့တာပါ
မောင်ကြီးပြောမှပင်ခင်စောမှုသည်မမောင်ကြီး၏လက်မှပွေ့ပိုက်ထားသောစာရွက်အချို့ကိုမြင်ရသည်ကိုမမောင်ကြီးကဒီမှာဘာရီလာကုနေရလဲခင်စောမှု၏အမေကျွန်တော်ကဒီမှာပကံကိပ္ပချီပညာနဲ့ပတ်သက်ပြီးလေ့လာနေတာပါကိုမမောင်ကြီးကပကြီးစရာလားဒီအမေကိုမမောင်ကြီးကရုတ်တရက်အဖြစ်မပေးအတော်ကြာအောင်စိုင်းထားပြီးနောက်မှခင်စောမူ၏မျက်နှာကိုပိုမိုစူးစိုက်စွာကြည့်ရင်းကအဖြေပေးသည်ပကြီးစရာတော့မဟုတ်ပါဘူးပကြီးဝါသနာပါတဲ့လူတစ်ယောက်ဆိုပါတော့မစော့လက်ဒါပေမဲ့လွန်ခဲ့တဲ့အနှစ်40လောက်တုန်းကတော့ပကြီးစရာတယောက်နီးနီးပကြီးဆွဲတက်ခဲ့ပါတယ်ခင်စောမူသည်မမောင်ကြီး၏မျက်နှာကိုကြည့်နေရမှမျက်လွှာချလိုက်မိသည်ရှင်ထဲမှာတုံလို့ရခြင်းကပေါ်လာပြန်ပေပြီတို့ရတွင်ခင်စောမူကအတင်းထားမိသည်အဲ့ဒီတုန်းကကျွန်တော်မစော့လက်ရဲ့ပုံလိုတစ်ခုရေးဆွဲခဲ့ပါလေတကယ်လို့များမစော့လက်ကသာစိတ်ဝင်စားမယ်ဆိုရင်အဲ့ဒီပုံကိုပြချင်ပါလေအချိန်ရမယ်ဆိုရင်အဲ့ဒီပုံကိုမစော့လက်လိုက်ကြည့်စီချင်ပါလေခင်စောမူသည်မမောင်ကြီးမျက်နှာကိုမော်ကြည့်လိုက်သည်ဒီစကားကိုကခင်စောမူစိတ်ဝင်စားသည်အကယ်၍ရှင်ပုံမှာဒေါ်စောလက်ဤပုံစစ်သားဆိုပါကစိတ်ဝင်စားပွဲကောင်းလီမည်ဟုထင်မိသည်ဒေါ်စောမြင့်ဤပြောစကားအရာမိမိသည်ဒေါ်စောလက်ဝင်စားခဲ့သူဒေါ်စောလက်နှင့်ရုပ်ရည်သွင်းခြင်းတူညီသည်မှန်ပါကမမောင်ကြီးပြောသောပုံမှာမိမိနှင့်တူရလေမည်မလွဲဟုခင်စောမူမှတ်ယူမိသည်အဲ့ဒီပုံတကယ်ရှိမင်းဆိုရင်မူစိတ်ဝင်စားပါတယ်လိုက်ကြည့်ချင်ပါတယ်ဘယ်အထိလိုက်ခဲ့ရမှာလဲကိုမမောင်ကြီးပကံရဲ့တစ်ဖက်ကန်းနေဆိုပါတော့မစော်လဲညစ်ချီမှာပါညစ်ချီအထိတွားရမှာလားဟုတ်ပါတယ်ကျွန်တော်မှမော်တော်လေးပါပါတယ်ကျွန်တော်ဟာအဲ့ဒီဘက်ကနေနေတိုင်းလာခဲ့ရသူပါမစော်လက်ကိုတွေ့ရလိမ့်နုနုနဲ့နေစင်နဲ့မြဒီဘက်ကန်းကိုကူပြီးလာခဲ့ရသူပါဤတို့ပင်ဆိုစီဒီမြဝေးလံသောနေရအထိတို့ခင်စောမူမလိုက်ဝင်မှာဒီအထိမစွန့်စားရေးယူအမှန်ပင်ဒီတွင်ခင်စောမူဤစိတ်အသည့်သို့အတွေ့တရက်ဝင်လာသည်ရှင်အတွေ့မှာမောင်မောင်ကြီးအားဒေါ်စောမြင့်နှင့်ဆုံပေးရန်ဖြစ်သည်ဒေါ်စောမြင့်အနေနှင့်မောင်မောင်ကြီးအားအကဲခတ်နိုင်ရန်ဝေဖန်နိုင်ရန်အိမ်သို့ခေါ်တော်ရလင်ကောင်းလီမည်လားဟုသောအတွေ့ပင်ဖြစ်ပါသည်ဒေါ်စောမြင့်သည်မောင်မောင်ကြီးနှင့်ဒေါ်စောလက်တို့၏အတိတ်မှအကြောင်းအရာတို့ကိုသိရှိထားသူဖြစ်သည်ဒေါ်စောလက်နှင့်မောင်မောင်ကြီးတို့ခေတ်ကိုတိမိလိုက်သူဟုပြော၍ရမည်ထင်သည်ဒီတော့လဲအဆအဆအရာရာကိုချင့်ချိန်နိုင်စွမ်းရှိပေမည်စူးစမ်းနိုင်စွမ်းရှိပေမည်မောင်မောင်ကြီးကိုအိမ်သို့ခေါ်သွားရင်ခင်စောမူဆုံးဖြတ်ချက်ကိုချလိုက်ပါသည်ဘယ်နဲ့လဲမစော့လက်ကျွန်တော်ပြောတာကိုဘလို့သဘောရပါသလဲကျွန်တော်ကိုစာနာတဲ့အနေနဲ့ပဲဖြစ်ဖြစ်လိုက်မကြည့်နိုင်ဘူးလားမောင်မောင်ကြီး၏တိုက်တွန်းစကားပေါ်လာသည်အဲ့ဒီအကြောင်းအရာကိုနောက်များမှထပ်ဆွေးနွေးကြစုလားကိုမမောင်ကြီးလောလောဆယ်မှာတော့ကျမနဲ့ကိုမမောင်ကြီးဒီမှာဘလို့လာပြီးစုံမိကြတယ်ဆိုတာပြောကြရအောင်ပုံမွင့်လင်းလင်းပြောရရင်နော်ကျမဒီကနေ့ကိုမမောင်ကြီးကိုတပည့်ညူမှာတွေ့ရမလားဆိုပြီးလာရှာတာပါပဲခမညာခင်စောမူဤစကားညကိုမောင်မောင်ကြီးကမယုံနိုင်သလိုရှိသည်အံ့ဩသောတွင်ပြင်ကသူ၏မျက်နှာပေါ်မှာထင်ဟပ်လာသည်ဟုတ်ပါတယ်ကိုမမောင်ကြီးကျမကိုမမောင်ကြီးနဲ့တွေ့ချင်ပါတယ်ဆုံချင်ပါတယ်အဲ့ဒီလိုတွေ့ဖို့ကြုံဖို့ဆုံဖို့အကြောင်းအရာတွေလည်းရှိနေပါလေတပည့်ညူမှာကိုမမောင်ကြီးကိုမတွေ့တာနဲ့အားလျှော့ပြီးအာနန္ဒာဘက်ကိုရှောက်ခဲ့မိတယ်အဲ့ဒီကနေဒီကိုရောက်လာရတာပါပဲမမောင်ကြီးမျက်နှာမှာသွေးရောင်များရှမ်းတက်လာသည်နှကန်းကပြုံးရောင်တန်းလာသည်မျက်ဝန်းများကတောက်ပလာသည်ဒီကနေ့ဟာမမောင်ကြီးအဖို့အပျော်ဆုံးနေ့ဖြစ်မှာပါပဲဟုတ်ပါတယ်မစော့လက်ကျွန်တော်ဘဝတစ်သက်မှာတော့ဒီကနေ့ဟာအပျော်ဆုံးနေ့ပါပဲစူစမ်းမအောင်မစော့လက်ရေကျွန်တော်နဲ့တွေ့ဖို့ကြုံဖို့ဆုံဖို့အကြောင်းဆိုတာကဘာတွေလဲမစော့လက်ရဲ့အတိတ်အကြောင်းတွေကိုကြံတွေးလို့ရလို့လားတပိုင်းတစ်စားလောက်စိတ်မှာဖြစ်ပေါ်လာလို့လား
ခင်စောမူကသူ့ကိုခေါင်းခါပြလိုက်သည်အဲ့ဒါနဲ့တော့ပတ်သက်ချင်မှပတ်သက်မှာပါကိုမမောင်ကြီးအလွယ်ပြောရရင်တော့ကိုမမောင်ကြီးကိုတွေ့ကိုတွေ့ချင်တာပဲဆိုပါတော့ဘာပဲဖြစ်ဖြစ်ပေါ့လေကျွန်တော်အဖို့ကတော့မစောလက်အနေနဲ့ကျွန်တော်ကိုတွေ့ချင်တဲ့ဆန္ဒရှိရဲဆိုရင်ပဲဝမ်းသာလာပါပြီခြေနဲ့လှပါပြီခင်စောမူသည်မမောင်ကြီးမျက်နှာကိုအကဲခတ်သလိုကြည့်မိသည်သူသည်တကယ်တမ်းဝမ်းသာပျော်ရွှင်လျက်ရှိကြောင်းရှုံမားเสียအသွင်မမြင်ရပါသင်္ကာမကင်းဆရာကိုမတွေ့ရပါမမောင်ကြီးဤစကားနှင့်ပတ်သက်လျက်ခင်စောမူစိတ်ချလက်ချရှိလာမိပါ၏ကိုမမောင်ကြီးကိုဖိတ်ပြရစီကျမတို့အိမ်ကိုအလှည့်လိုက်ခဲ့ဖို့ပါပဲကျမအခုချိန်ထိနက်နက်စာမစားရသေးဘူးကိုမမောင်ကြီးလေးစားရအောင်မထင်ပါဘူးဒီတော့ကျမအိမ်မှာပဲမနက်စာစားပါမမောင်ကြီးကလက်ဖွားကာပြလိုက်သည်အလေဖိတ်ခေါ်တာကိုပဲကျေးဇူးတင်လာပါပြီမစောလက်ရင်ထမင်းကျွေးစရာမလိုပါဘူးထမင်းစားမဖိတ်ရင်လည်းလိုက်မှာပါပဲမမောင်ကြီးကရေကျေးကျေးအမူအရာဖြင့်ဆိုသည်ဖြစ်ရာခင်စောမူသည်သူ၏မျက်နှာကိုကြည့်ပြီးကြုံလိုက်မိသည်အလေလေးခေါ်ပါလေထမင်းစားလေးဖိတ်ပါတယ်ကိုမမောင်ကြီးရေ